ဆွဲနေတာနဲ့ခေပြပို့လိုက်လေလို့ဒါလေးလည်းလိုက်ပါတယ်ဒါလေးကတော့ညဒီဇိုင်းလေးပဲဖြစ်ပါရဲ့နောက်ဆုံးထွက်ထားတဲ့ဒီဇိုင်း setting လေးတွေပါရှင့်ဒါလည်း micro setting လေးနဲ့ပဲကုန်18 carat gold နဲ့လုပ်ထားရဖြစ်ပါတယ်ဒါလေးဆိုရင်10သိန်းဝန်းကျင်လည်းရှိပါရဲ့ရှင့်အရောင်းကြီးကလည်းတောက်နေရပဲဆက်လုံးခေလို့ဒီလိုဆက်လုံးဆိုရင်30ဝန်းကျင်ပေါ့နော်30ဝန်းကျင်ပါရှင့်ဒါပေမဲ့ဒီလိုကျိုးလေးပဲဝင်မယ်ဆိုရင်တော့10သိန်းဝန်းကျင်လည်းရှိပါတယ်ဒီကျိုးလေးဆိုရင်လည်းသူကဒီကျိုးနဲ့pendant ပေါ့နော်ဆွဲသီးနဲ့ကျိုးနဲ့ကတစ်ဆက်တည်းဆိုတော့ဒီဆွဲသီးတက်ကျိုးတက်ဝဲကြလည်းမလို့တခါရဲပါပြီးသားအရင်စင်ပြပါရဲ့ပြီးတော့ခုနခေပြောသလိုပဲ customize လုပ်လို့ရရင်တော့ကြောက်အရောင်လေးကိုလဲပြီးတော့ order တင်လို့ရပါတယ်ရှင်ကိုကြိုက်တဲ့ကြောက်အရောင်လေးမှာလို့ရတယ်ပေါ့နော်ရမ်းလာတယ်ခေဆိုအခုဒီလိုမျိုး vest နဲ့ pant suit ပေါ့နော်အဲ့လိုမျိုးနဲ့လည်း like တယ်မြန်မာဝတ်စုံလေးနဲ့ဆိုရင်လည်း like မှာပဲဖြစ်ပါတယ်ဆွဲချ